အားလုံးပဲမင်္ဂလာပါအခုတော့ NTK ပြင်နာဒါနသင်တန်းရဲ့ lesson 2ကနေကြိုဆိုလိုက်ပါတယ်အခုကတော့ noun နဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့အကျယ်ဖြန့်ပြီးရှင်းလင်းသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်သင်နေတဲ့ထဲမှာကဏ္ဍမျိုးမျိုးပါတယ်ပေါ့နော်တခုချင်းစီအတွက်ကျွန်တော်ပြန်ပြောပါမယ်ပထမဆုံးဒါမူလာတဲ့ကလေးများကိုစောင့်ကြည့်ပေးနေတဲ့ဒီပါများအနေနဲ့တော့ဒီထက်ကတီးထင်တိထိုက်တာလေး S ပေါင်းတာလေးပါလေးလောက်တော့နည်းနည်းလေ့ကျင့်ပြီးလို့ရပါတယ်အလေတန်းအနေနဲ့တော့ဒါပဲဖြစ်နေတဲ့တီးကိုတီးတင်ပါတယ်အလေတန်းလေးလိုက်လို့တင်ပါတယ်နောက်တစ်ခုကတော့အထက်တန်းအနေနဲ့ကတော့ရမယ်လို့ယူဆပါတယ်တစ်ချက်လောက်ပဲကြည့်လိုက်ပါနော်အဲ့တော့မိနေပြန်ထွေးလို့ယူဆလိုက်ပါလုပ်ငန်းခွင်နေအနေနဲ့ကတော့နည်းနည်းပြန်နှွေးရပါလို့လဲရမယ်လို့ယူဆပါတယ်နော်โอเคဒါအဲ့တော့ဒီသင်ခန်းစာမှာနည်းနည်းခက်တယ်လို့ပြင်းတဲ့ကောင်းတယ်လို့ထင်ရင်လည်းတခြားတော့ထပ်တန်းနေလုပ်ငန်းဝင် level တွေကကြော်သွားမယ်ဆိုရင်ကြော်သွားလို့ရပါသေးတယ်အဲ့တော့နောက်နဲ့ပတ်သက်ပြီးတော့ချက်လောက်စလိုက်ရအောင်โอเคโอเคစမှာเนาะအဲ့တော့ဘာမှစမသိခင်အရင်ကျွန်တော်ပြောချင်တာပေါ့เนาะ comment မှာလွတ်လပ်စွာမှတ်နိုင်ပါတယ်เนาะအဲ့ပြီးတော့မှလေဒီ dan တို့ west တို့ land တို့ဆက်ဆက်တဲ့ဟာတွေအပြင်ပေါ့เนาะကျွန်တော်အတန်ပေါ့เนาะအခုပြောနေအတန်ကတိုးတယ်ကျဲတယ်သို့မဟုတ်ရှင်မြန်တယ်ပေါ့ခိုင်းတဲ့ကျွန်တော်လည်းပြန်စဉ်းစားကြည့်ရပေါ့ကိုကတော့ဘာလဲဆိုတော့ဝင်ကျွန်တော်စိတ်ထဲမှာအများကြီးသင်ကျင်နေပြောပြချင်တာရတယ်အများကြီးပဲအချိန်ရတော့မလောက်မှဆိုလို့သိမှာအပြင်ရလို့ဗျာAC ပြောရရတယ်မဟုတ်တဲ့ခါကျတော့စိတ်ထဲမှာတအားပေးချင်တဲ့ခါကျစကားအများလိုများဖြစ်သွားလာပေါ့နော်ဘယ်လိုပြောမလဲတကယ်အဲ့ basis ကိုတေချာသင်ယူနေတဲ့လူတွေနဲ့ခက်ခဲသွားမလားပေါ့စဉ်းစားမိတယ်အတန်လည်းတိုးနေမလားပေါ့နော်ကျွန်တော်လည်းတစ်ချက်ကိုဗီဒီယိုကိုပြန်နားထောင်ပါတယ်နောက်ဗီဒီယိုမှာပိုပြီးပြည့်စုံတော့လုပ်ပေးမှာနော်ခုတော့အတန်လေးနည်းနည်းတော့ကြည်ပြီးတော့ပြောပြမယ်ပေါ့နော်ဒီကနားထောင်တဲ့လူဘယ်လိုပြောမလဲလိလာတဲ့လူများအနေနဲ့လည်းတိတ်မကြားလို့ရှိရင်လည်းဒီနှစ်ချက်နဲ့လို့နော်စပီကောင်းနဲ့ဆိုရင်ကြားပါတယ်โอเคနောက်ပြီးတော့ကျွန်တော်မကြခင်နဲ့ပါပြီးတော့ဒီဖုန်းနဲ့ join ပြီးတော့ပြောရတယ်လေမိုက်ကလေးတော့ကျွန်တော်မကြခင်ဝယ်ပြီးတော့တက်ဆင်တော့ပါပဲအဲ့ဒါဆိုရင်တော့အတန် quality တော့ပိုကောင်းတော့ပါနော်တဖြည်းဖြည်းနဲ့ပဲupgrade လုပ်သွားတာပေါ့အဲ့ဆိုရင်ဟိုတင်ရတဲ့ငန်းသာစလိုက်ရအောင်အဲ့ဒါပါလဲဆိုတော့8 part of speech okay speech ဆိုတော့စကားပြောမှာနော်စကား part ဆိုတာစိတ်ပိုင်းအဲ့တော့8ဆိုတာ shit အဲ့တော့စကားပြောတဲ့အခါမှာပါဝင်တဲ့အစိတ်ပိုင်းတွေပေါ့ပြောချင်တာအခုကျွန်တော်ပြောနေတဲ့စကားလုံးတွေအကုန်လုံးမျိုးစားခွဲလိုက်ကျွန်တော်ဆိုတာပါလဲမျိုးစားဆိုတာပါလဲနန်လားတော့နဲ့ကျွန်တော်ဆိုတာနန်သားလားစသဖြင့်ပေါ့နော်ခွဲတာပါအောင်ကရိယာလားလိုက်တာပါအောင်စီညွှန်းတာလားအဲ့လိုမျိုးကိုပြောနေတဲ့စကားတွေအကုန်လုံးအင်္ဂလိပ်စာမှာဆိုလို့ရှိရင်လည်းဟာ a noun is a word used as the name of a person animal or place of thing a ရပါလေ noun ကပါလေ is ကပါလေ a ရပါလေ word အဲ့လိုမျိုးတစ်လုံးချင်းစီပြန်ပြီးတော့ခွဲလို့ရတယ်ပေါ့နော်အဲ့ဒါပါလေတော့ user ခွဲတဲ့အခါမှာဒီက10မျိုးရှိတယ်အဲ့ဒါက10မျိုးရှိတော့8 part of speech ဖြစ်သွားတယ်ပေါ့အဲ့လိုလေးပါနော်အဲ့တော့တစ်ချက်တော့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ဒီနေ့ပြောမှာ noun no, a noun is a word used as the name of a person, animal, place or thing. ရေးထားတာ noun ဆိုတာ a word စကားလုံးမှာ used as the name of a person, animal, place or thing. လူတွေတိရစ္ဆာန်တွေအရာဝတ္ထုတွေနေရာတွေစတာတွေကိုပြီးထားတဲ့နာမည်ပေါ့နော်ဒါကြီးကတက်စရာမလိုပါဘူးဘာလို့မမြန်မာလိုကတော့ပြီးထားတယ်ဟောကျွန်တော်မြန်မာသားမှာပါတယ်တက်ရှိတက်မဲ့ dressy drummer တို့ရဲ့အမည်ဆိုသမျှကိုနာမ်ဥခေါ်တယ်အဲ့ဒါလေးကတော့အရင်လည်းလူတွေသိတယ်နော်တက်ရှိတက်မဲ့ dressy drummer တို့ရဲ့အမည်ဆိုသမျှကိုနာမ်ဥခေါ်တယ်အဲ့တော့ဒီအစာပိုင်းသင်ခန်းစာမှာတော့တီဗီသားဒီပေါ်ဒီမှာဒီကောင်းတဲ့ငါ့ကိုမြင်နေရပြီအဲ့ဒါမှကြည့်လိုက်ပါနော်ကျွန်တော်ပေးနာမှာမြင်နေရပြီအဲ့ဒါလေးကိုတီဗီသားဆိုလို့ရှိရင်လည်းဒီနည်းနည်းလေးကြော်လိုက်လို့ရသေးရဲ့အဲ့တော့ homework နဲ့ပတ်သက်လို့လည်းပြောပါမှာ homework ကဒီအစာပိုင်းပထမတစ်ပတ်မှာတော့တိတ်အများကြီးရှိမှာမဟုတ်ဘူးကျွန်တော်သင်ဒါလေးကတော့ဘယ်လိုပြောမူလာတန်းကလေးလေးလုပ်ချင်လုပ်ကြည့်ပါအလဲနဲ့မရလို့လုပ်ရင်လုပ်ကြည့်ပါအဲ့လိုတော့ပြောမယ်ပေါ့နော်မဖြစ်မနေလောက်ရတဲ့ homework တွေကဒုတိယပတ်လောက်မှစမှာအဲ့တော့ homework
လုံးဝမှကျိုးတော့ပြောထားတာပေါ့လေဟဲ့လားဘာမှသိမသိရတယ်တခုသိလိုက်တခုဟုံးမပေးလိုက်အဲ့လိုလုပ်လို့တော့တိတ်အဆင်မပြေတော့ဒါကိုကလည်းများများသိပြီလုံလောက်ပြီးသူတို့ဟုံးမလုံနိုင်တဲ့အခြေအနေရှိပြီဆိုတော့မှလည်းနည်းနည်းပေးရမှာနော်ဒါပေးရတစ်ခါတည်းလို့ရှိရင်အများကြီးမပွင့်နဲ့ပေးတယ်ဆိုတာဗါလဲဆိုတော့ကိုကလိုက်ကြည့်အောင်လို့ရှိရင်အချိတ်ဆက်လေးရှိသွားအောင်နော် online နေဗီဒီယိုနဲ့တင်တာဆိုတော့အချိတ်ဆက်မရှိမှာတော့ဝေးနေမှာတော့ download ရှင်နဲ့ပြင်းစရာကောင်းသွားမှာတော့အဲ့လိုတွေကိုတော့စိုးရိမ်ပြီးတက်နိုင်တဲ့နေရာတော့ကျူးစားပြီးလုပ်ပေးနေပါတော့အဲ့တော့example အဲ့နိုင်နေမှာထပ်ပြီးတော့မျိုးစားကြီးခွဲထားသေးတယ်မှာတော့ရှင်းပါတော့ဥမြစိတ်စုအနက်ပြုဟာဒါတော့အနက်ဒိတ်ပဲရတော့၎င်းအဲ့လိုထပ်ပြီးတော့ခွဲလို့ရရှိတယ်အနက်ဒိတ်ပဲရရင်ကို၄မျိုးပေါ့နော်အဲ့လိုထက်ခွဲလို့ရနောက်ထပ်လည်းနောက်တစ်မျိုး၄မျိုးထပ်ခွဲလို့ရတာရှိသေးတယ်အဲ့ classification လုပ်ပေါ်ရသူဒါပေမဲ့သူတို့စီမှာတော့တယ်မှာ၅မျိုးခွဲထားတယ်၅မျိုးအပိုင်းလဲဆိုကြည့်ရင် number 1 proper noun နော် PROP က proper noun ဆိုတော့အဲတူးဆိုင်နဲ့နောက်တစ်ခုက number 2နဲ့တွဲပြောပါနော် number 2ကဘာလဲဆိုလို့ရှိရင် common noun common common noun အများဆိုင်နဲ့ okay တူးဆိုင်နဲ့ကတော့ရှင်းပါလေတူးတယောက်မှာမှဲ့ခေါ်ထားတဲ့နာမည်တွေဟဲ့လားကျော်ကြီးအောင်ကြီးမောမောမေသူတီနန္ဒဝနစသဖြင့်ပေါ့အဲ့ဒါတူးဆိုင်နဲ့အဲ့လူတွေမဲလားမဟုတ်ဆိုင်မှာဆိုလို့ရှိရင်လည်းပါရီရှိတော့ဟလားမြင့်ခင်တော့ပြီးလို့ရှိရင်အောင်ချမ်းသာဝေပေါင်းခနမ်းမြင့်ဆန်းဒါဆိုရင်တော့ရှိရင်နန်းတော်လို့ပြီးထားမျိုးအဲ့လိုနိုင်မယ်ပေါ့နော်ဒါတွေဆိုလို့ရှိရင်တူးဆိုင်နဲ့အဲ့လိုပဲမျိုးတွေမှာလည်းရှိတာပဲမန္တလေးမောင်ရွာပြုံးနဲ့မေမျိုးတောင်ကြီးလာရှိုးကလော့မသိရင်ကားကိတ်ရောက်သွားတာကြာနာโอเคအဲ့ဆိုလို့ရှိရင်မျိုးနာမည်နိုင်ငံနာမည်ဟလားနိုင်ငံနာမည်ဆိုလို့ရှိရင်လည်းကိုရီးယားဂျပန်အမေရိကန်ရှင်ပြင်သစ်အီတလီဂျာမနီစသဖြင့်ပေါ့နော်အိန္ဒိယပါကစ္စတန်နီပေါဘူတန်ဒီအဲ့ဒါတွေကဘာလဲဆိုလို့ရှိရင်တူးဆိုင်နိုင်ပေါ့โอเคအဲ့ဆိုအများဆိုင်နဲ့တူးဆိုင်နဲ့တွဲပြီးတော့တည်ရမယ်နော်ရပါဆိုတော့ဒါလေးတစ်ခုကတော့ home မှာပေးကြည့်လိုက်မယ်ဘာလဲဆိုတော့မိမိဒီလုံးတဲ့အရွယ်များလို့ယူဆိုင်ရပါဘာသူလေးလုံးတင်လဲဆိုတာမူလာတန်းလေးတော့တေချာဖို့လုံးတင်တယ်အလေတန်းလေးလည်းလုံးတင်တယ်နော်ထက်တန်းတွေကလုံးဆိုင်မလို့တော့အဆိုး easy ဖြစ်သွားတယ်ဒါမှမဟုတ်လို့ရှိရင်လုပ်ငန်းဝင်ရွယ်တွေကဆိုလို့ရှိရင်လူကြီးပိုင်းတွေကဆိုလို့ရှိရင်လူကြီးပိုင်းမဟုတ်လူငယ်ပိုင်းပြောရနော်မှားတော့ဒါကျွန်တော်လည်းလူကြီးမဟုတ်နော်လူငယ်30တောင်မရှိသေးဘူးအဲ့တော့ပေါ့ဆိုတော့ခါပဲရောတော့အဲ့တော့လူငယ်ပိုင်းကလို့နော်ပြီးလို့ရှိရင်ဒီလုပ်ငန်းဝင်တော့ကြာတော့လေဒါအချိန်ကိုင်းနေစပြီးလေ့လာမယ်အခုပြောတာတွေကခုမှလည်းပြန်ပြီးခေါင်းထဲကိုပြန်ပြီး memory အသစ်လို့နေပါပြန်ပေါ်လာလို့ယူဆရင်လိုက်လုပ်ကြည့်လိုက်ရတယ်အဲ့ indicate ချက်ကိုပို့လိုက်ကျွန်တော်စစ်ပေးမယ်နော်အဲ့တော့မနေ့ကတော့ဝင်နေပြောလို့ရှိရင်တချို့ကျွန်တော်လှုပ်ဆက်တယ်များတဲ့အတွက်ကြောင့်ကနက်ဥမှုများပါနော်များတဲ့အတွက်ကြောင့်မစစ်နိုင်တာလေးရှိတယ်ဒါပေမဲ့ပုံမှန်ပေါ့ကျွန်တော်ည9နိုင်မတင်လောက်ကနေပြီးတော့ဒီ9ခွဲလောက်9နိုင်မတင်ကနေပြီးတော့9နိုင်ဂျားထဲကနေစပြီးတော့ထောက်လျှောက်အမှနေတိုင်းတော့လေတစ်ပတ်က9ရက်ပို့တဲ့စာတွေကိုအဲ့ချိန်ဆိုပုံမှန်လေးစစ်ပေးပါမယ်ဗျာနော်အဲ့တော့အဲ့ဒါကြောင့်မလို့ပို့တာလား9နိုင်နောက်ဆုံးလို့ပြောထားပါနော်โอเคမတခိုင်းတော့ deadline တစ်ခုတော့တက်မှလိုက်ပါတချို့ရတယ်လူတဘောထုံးစံပေါ်လေဟဲ့လားမနက်လဲရတယ်နေ့လည်းရတယ်ညနေလည်းရတယ်အဲ့ဆိုလို့ရှိရင်အမှန်တော့မနက်ကလေးအားနေမှလည်းမလို့ဘယ်လောက်ည9နာရီထိုးကနေမှ AC ပါလား9နာရီထိုးခရိုးကနေမှကြပြရကောက်ရေးတာဆိုတော့အဲ့လည်းပြောလို့မရဘူးဒါလည်းလူတဘောထုံးစံလို့ဖြစ်နေကဲအဲ့ဆိုအဲ့လေးကိုစောစောဆက်မယ်နော်အဲ့တော့ပြောချင်တာကဒါလေးကကိုယ့်အတွက်ဟောပေါ့နည်းနည်းအခုမှပြန်နှွေးသလိုဖြစ်သွားတယ်လိုအပ်မဲ့ထင်တဲ့လူတွေလောက်ပြီးတော့ပို့လိုက်ပါနော်လောက်တဲ့လူကတော့ပို့ရမှာပါနော်တအားလွယ်တယ်ဆိုတော့ကြောင့်မလို့ကြော်မယ်ဆိုတဲ့လူတွေကလည်းရနော်ဘာမှဖြစ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဗာလဲဆိုတော့ C လို့ရေးတယ်နော်ခဏလေးC လို့ရေးလိုက်ပြီဒီမှာ B လို့ရေးလိုက်ပြီ C ကဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ common noun လို့ရေးပြပါစာအုပ်လေးမှာဒီမှာကျတော့ proper noun လို့ရေးပြလိုက်ပါနော်နောက်မှ tablet နဲ့ pen ကောင်းလေးဝယ်ပြီးတော့မှဒီပေါ်မှာစာရိုက်ရေးပြအောင်နော်အခုကတော့နည်းဟောမယ်နဲ့ဖုန်းနဲ့တိတ်ရွယ်စားမမြောက်ဘူးပြင်တယ်အဲ့တော့common noun တွေမှာဘာလို့ရေးလဲဆိုလို့ရှိရင်ကိုမျက်စိရှိမှမြင်သမျှရေးလို့ရတယ်ဟုတ်တယ်မလား
လဲဆိုလို့ရှိရင်ဟိုမှာလူမြင်တယ်ဟာလူရေးလိုက်အမှ human ဒါမှမဟုတ်ရှင် man လား woman boy bo1 နော်လို့ရှိရင် girl အဲ့လိုမျိုးရေးလို့ရတယ်ဒီပိုင်းရှင် home ရေးလိုက်ပဲမှာ shop ဆိုင်တွေရေးလိုက်ဟာ country town အဲ့လိုရေးလို့ရတယ်အဲ့ဆိုလို့ရှိရင်ဒီဘက်မှာ wine လို့ရေးလိုက်တယ်ကောင်းလေးတော့ကောင်းလေးပဲကောင်းလေးရဲ့မှာ proper name တွေဘာရှိတော့ဟုတ်လားကိုနာမည်ကိုရေးလဲရအောင်နော်မြန်မာ girl ဆိုတဲ့နာမည်ကိုနာမည်ကိုရေးလဲရတာပဲဒီမှာဆိုလို့ရှိရင်အမမေသူတို့မတီရီတို့ဘာရေးလဲယောက်ျားလေးဆိုလို့ရှိရင်လည်းဟုတ်လားကိုအောင်ကျော်တို့ဟိုမတီဟာတို့သူကတော့စသဖြင့်ဘာတစ်ခုရေးလိုက်လို့ရှိရင်နောက်တစ်ခုကကျတော့ country ပါရေးတယ် country လို့ပြောလိုက်ရင်ဒါ common name ပြင်လားအများတိုင်းတယ်လေလို့ရှိရင်အဲ့မှာဘာကပါရှိတော့မြန်မာတို့ဟာလားထိုင်းလာဟိုဗီယက်နမ်စသဖြင့်ရေးလို့ရတယ်ထောင်းပေါ့နော်ထောင်း TWN ထောင်းမြို့လို့ရေးလိုက်မယ်မြို့လို့ရေးလိုက်မယ်ဆိုလို့ရှိရင်ဘာလို့လုပ်ရလဲဆိုလို့ရှိရင်ဒီဘက်မှာလည်းမန္တလေးရန်ကုန်နေပြီးတော့ပြင်ဦးနေမော်လမြိုင်မုံရွာစစ်တွေပကူစသဖြင့်နောက်ပသိမ်အဲ့ရေးလို့ရပကံအဲ့အများကြီးရှိရတယ်ပြောဖို့လိုတော့ထင်နော်အဲ့ဆိုလို့ရှိရင်မူလတန်းလေးဆိုလို့ရှိရင်တော့ကျေးဇူးပြုပြီးတော့မိဘတွေကနေဖေးမှပြီးပြောပြီးလဲပါနော်အဲ့လိုမှဆင်ပြီမှာโอเคနောက်ပြီးတော့မူလတန်းလေးအတွက်လည်းတီးတန့်လေးနော်ပြီးတယ်လေးလည်းကျွန်တော်လက်ဖြန်လောက်တော့အဲ့လိုလေးနိုင်ဘွက်စီခေါ်ရကလေးတော့တီးတန့်ကျွန်တော်လည်းတော့ကျွန်တော်လက်ဆင်အဲ့လိုလေးတစ်ချက်တော့လောက်ကြည့်လိုက်အောင်ပဲနော်အဲ့တော့ဟိုတီးချားစီ special class တွေမှာဖွင့်နေသေးတော့အားလုံးအဆင်ပြေအောင်လို့တက်နိုင်တော့လုပ်ပေးတယ်နော်ဒီစာအုပ်တိုင်းအဆင်တိုင်းပေါ့โอเคအဲ့ဆိုလို့ရှိရင်ဒီနှစ်ခုကရမယ်တော့ကျွန်တော်ယူဆလိုက်မယ်နော်ကြော်လိုက်တော့မယ်ဒါလွယ်ပါတယ်နော်မရရင် comment မှာမေးပါโอเคနံပါတ်3ကတော့ဗာလဲဆိုလို့ရှိရင် collective noun နော် COLLECT ဆိုတာ collect ကစုဆောင်းတာပဲ collective noun ဆိုတာတော့အစုကိုပြတာအဲ့မှာဒါဝိုင်းမြန်မာသရာဝိုင်းရှိတယ်ဥမြစိတ်စုအနက်ပြုဥဆိုတာတူဥဆိုင်နဲ့များကအများဆိုင်နဲ့စိတ်ကစိတ်ဓာတ်နဲ့စုကအစုပြတယ်အဲ့ထဲကတစ်ခုပါပဲဟဲ့လားအစုကိုပြထားတာဆိုတဲ့ခါကျတော့ဗာရှိတယ်ဟဲ့လားကြိုက်တာပြောလိုက်ပဲမိသားစုဟဲ့လားစစ်တပ်တို့ company တို့အဲ့လိုတိတာထင်ရှားတဲ့ဖွဲ့စည်းပေါ့အဲ့တော့ဒီ English language မှာကျတော့အဲ့လို family တို့ committee တို့ company တို့team တို့နော်ဟာလားမရှိ football club အများကြီးရှိတယ်အဲ့လိုမျိုးအပြင်ဟိုတခုတည်းရှိတဲ့ဟာမှာရှိရနေ bar off ဆိုပြီးပြောရတယ်ဥမာထားပါတော့ a flock of sheep ဟိုနေ့ပုံပြင်လေးထွက်လိုက် a flock of sheep ဆိုတိုးအုပ်တဲ့ပြီးလို့ရှိရင် a herd of animal တခုခုဆိုပြောရလားတိုးအုပ်တွေတွားအုပ်တွေပြောတာမျိုးတွေပါလေအဲ့လိုပြောတာလည်းရှိတယ်ပြီးလို့ရှိရင်လူအုပ်ကြီးဆိုရှင် CROW crowd တို့ပေါ့နော်အဲ့လိုပြောတာလည်းရှိတယ်အဲ့ဆိုကဲနမူနာဗျာ collective noun နဲ့ပတ်သက်ပြီးတော့နည်းနည်းဆက်ပြီးလေ့လာကြည့်လိုက်အောင် okay ခဏလေးကဲ collective noun နော်စိတ်ဝင်စားဖို့ကောင်းတယ်ဟာcollective noun for animal ဆိုတဲ့နမူနာပြောထားတာပါကျန်တာအများကြီးရှိတယ်နော်ဆရာတွေကတော့ classify လုပ်ထားရရှိတယ်လူတွေဆိုလို့ရှိရင်ဘယ်လိုခေါ်လဲစသဖြင့်ဒါဆိုလို့ရှိရင်basic လို့ဆိုရှင် armies of ants အဲ့လိုပြောတာရှိတယ်တချို့ lower level နဲ့ lower level အသုံးများပဲပြောရတော့နော်အဲ့ဆိုလို့ရှိရင်ဒါဘာလဲဆိုလို့ရှိရင် a nest of mice တို့ပါလို့ဆိုတာရှိတယ် a nest of mice ဆိုလို့ရှိရင်ကြွက်တိုက်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကဒီကြည့်ကြအောင်a flocks of sheep ဆိုလို့ရှိရင်တိုးအဲ့လိုပြောလို့ရတယ်ပြီးလို့ရှိရင်နိုင်ပဲနော်ဒီမှာကျန်တာလည်းကြည့်လိုက်ပါa hip of bee ဆိုတာပြအောင်ပေါ့နော်အဲ့လိုမျိုးတွေရှိမယ်ပြီးလို့ရှိရင် a truth of lion ဆိုလို့ရှိရင်တော့ truth ချင်းသေးအုပ်ကြီးဆိုအဲ့လိုမျိုးတွေပြောလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဘာရှိသေးအောင် a tribe of goats စိတ်အုပ်ဆိုရင် a tribe of goats လို့ပြောလို့ရတယ်ပြီးလို့ရှိရင်ဘာလဲဆိုတော့ဝေးလာငားရဆိုရင် a school of way လို့ပြောလို့ရတယ်ပေါ့နော်ဒါတွေကလည်းဘာလဲဆိုလို့ရှိရင်collective noun တွေပဲအစုပြနံတွေပဲပြီးတော့ရှိသေးတယ်ဗျကျွန်တော်ဒီစာအုပ်ထဲမှာပါတဲ့ဟာလေးကိုပြအောင်နော်ဆမ်းမနာစနေမှာပါပဲတခုတော့ကျွန်တော်ကြိုပြီးပြောပြရသေးကျွန်တော်ဒီစာအုပ်ထဲမှာတော့ color ပါပါတယ်အပြင်မှာကတော့ black and white ပဲထုတ်နိုင်ပါသေးရဲ့နောက်အစဉ်ပြေရခါတဲ့ second edition ကြောက်လို့ရှိရင်ထည့်သွင်းစရာကြီးအများကြီးရှိပါသေးတယ်ထပ်ပြီးတော့ second edition လည်းထပ်ပြီးထုတ်ပါအောင်မယ်နော်ဒါပေမဲ့ second edition နဲ့ first edition နဲ့ခြားမှာတော်တော်လေးတော့ခြားမှာ2021လောက်မှာပဲထုတ်ပါမယ်အဲ့ခါကျလို့ရှိရင်စဉ်းစားထားတယ် first edition ဝယ်ထားတဲ့သူတွေကိုတော့ပြောတာ shop ပေးတင်တယ်လို့လည်းကျွန်တော်ယူဆရနော်အဲ့ခါကျထပ်ပြီး shop ပေးအောင်ပါအဲ့တော့ collective noun ဒီမှာကြည့်ကြအောင်အများကြီးပဲဒါကြည့်ရတော့
soldier ဆိုရင်စစ်သားရဲ့ဆိုထားလို့ရှိရင် group of soldier လို့ခေါ်နေတယ် as an army of soldier ဒါဆိုလို့ရှိရင် collective noun လေးပေါ့နော်ပြီးလို့ရှိရင် musician လဲ army of musician အဲ့လိုမျိုးခေါ်တယ်ဒီဘက်မှာဆိုရင်ဒီဘက်မှာခဏနေနော် sorry ရတော့ရလားစင်ပြေလားမသိဘူးဒီမှာဆိုလို့ရှိရင်ဒါ person ပေါ့နော်လူနဲ့ပတ်သက်တာပဲပါမယ်နော်စိတ်လိုက်စုတိုင်းဘယ်လိုခေါ်လဲလို့ပါပေါ့နော်ဥပမာဒါဆိုလို့ရှိရင် driver စုထားတဲ့နော် boat ဖွဲ့လို့ခေါ်မယ်ပေါ့နော်စိတ်လိုက်စုထားတဲ့ crew လို့ခေါ်မယ် people လူတွေစုထားလို့ရှိရင် crowd of people လူစုလို့ခေါ်တယ်ပေါ့နော်ဘယင်းတွေစုထားဆိုလို့ရှိရင်ဒါဟောပေါ့ main set ပေါ့ dynasty လို့ခေါ်မှာပေါ့နော်အများကြီးပဲရှိပါတယ်။ဒါကြောင့် animals တွေပြောတာရှိတယ်။ဒါကြောင့်အရာဝတ္ထုတွေ animals ကစောစောပြောပြီးသားဆိုလို့ရှိရင် photography ဆိုရင် group of photography ဆိုတာ an album ဆိုတဲ့ album of photography ဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင်အဲတတိဆိုလို့ရှိရင် a basket of လို့ပြောလို့ရတယ်။ပြီးလို့ရှိရင်ဘာရှိသေးအောင် flowers ဆိုလို့ရှိရင်လည်းအဲ့လိုမျိုး bookshelves အဲ့လိုမျိုးပြောတာရှိတယ်။နော် okay ပဲဒါတော့နောက်ပိုင်းမှာလည်း edit ထပ်ပြီးလေ့လာပါအဲ့ဆိုလို့ရှိရင် collective noun နော်အဲ့တော့ collective noun ပြီးလို့ရှိရင် number 3မှာပါလဲဆိုလို့ရှိရင်အဲ့ဆို number 3 collective noun ပြီးလို့ရှိရင် number 4တော့ abstractနော် abstract noun စိတ်တစားနဲ့ဆိုတော့အယူနဲ့လားမဟုတ်ပါဘူးတော့ဗာလဲဆိုလို့ရှိရင်မျက်လုံးနဲ့မြင်မရမျိုးတော့ထိတွေ့ကင်တွေ့လို့မရမျိုးဆိုတော့အဲ့လိုပုံစံမျိုးပေါ့ဥပမာဆိုလို့ရှိရင်ချစ်ချင်းမြတ်တာအမုန်းလွမ်းဆွေးလို့ရှိရင်ပျော်ရွှင်ခြင်းလို့ရှိရင်ပညာဆိုစလုံးဟုတ်လားဘုဒ္ဓဟုတ်လားလို့ရှိရင်စေတနာတို့တင်ကြားခြင်းတို့တင်ယူမှုအဲ့လိုမျိုးပြောရတဲ့အခါမှာဆိုတော့စိတ်စားနိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးလည်းနမူနာချိုးစလုံးလေးကြည့်ကြည့်လိုက်နော်okay ပြုလုပ်တဲ့အပြေးကြီးတော့ဖြစ်သွားတယ်ဒါပေမဲ့ရတယ်အဆင်ပြေစလုံးတွေပဲလိုက်ကြအောင်မြင်တဲ့စလုံးတွေပဲလိုက်ကြအောင်နော်ဟောဆိုရင် ability စွမ်းရည်ဒီဘက်မှာဆိုလို့ရှိရင် compaction အဲ့စလုံးတွေရှိမယ်ပြီးလို့ရှိရင် friendship တို့ပါရှိမယ် life right အများကြီးပါပဲနော်ဥပမာဆိုလို့ရှိရင် confidence လို့ပြောတဲ့ဒီပြောစိတ်ပိုင်းဆိုင်ရာမှာဒီကိုယုံကြည်မှုရှိတာမျိုးတော့ပါတော့เนาะပြီးလို့ရှိရင် generation မျိုးဆက်ဆိုတဲ့စကားတော့ပြီးလို့ရှိရင်ရီမန်းချက်ဆိုတဲ့စကားတော့ဟုတ်လားဒါမှမဟုတ်ရင်အထီးကျန်ခြင်းတော့ပါတော့ပြီးလို့ရှိရင်ဒါ rumor ဒါ caller ဟာလားဆိုတဲ့စကားတော့เนาะ advantage အားသာချက်ဆိုတဲ့စကားတော့ adventure အဲ့တော့ဒီတရားဟိုင်လည်းနည်းတော့လိမ့်ကြည့်တယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်meaning နဲ့တွေ့ဖော်ပြထားတော့မရှိဘူးသို့တော့ dictionary ရိုက်ချကြည့်ရင်တော့လွယ်ကူတွေ့ပါတယ်เนาะဒါလေးညာပဲဒီလိုဟာမျိုးပေါ့ skill တို့ပေါ့နော်ပြီးလို့ရှိရင် movement တို့ mercy တို့ hate တို့ happiness left အဲ့လိုဟာမျိုးတွေကဒါတွေက abstract noun တွေဒါကြိုက်တွေ့ပြလို့မကြတဲ့ဟာတွေပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်ခင်ဗျားကိုစေတနာထားပါတယ်ဟိုဘက်ကလူကအဲ့ဆိုခင်ဗျားစေတနာပဲမအောင်ထုတ်ပြပါအောင်ဟောရော့ဒီမှာအဲ့လိုမျိုးထုတ်ပြလို့ရမှာမရဘူးเนาะဒါတော့လောက်ရက်ကိုကြည့်ပြီးတော့ဖြစ်ရပဲအဲ့တော့ဒါတွေကတော့ abstract noun လို့ခေါ်ပါတယ် okay ဆက်ပြီးနောက်တစ်ခုဆက်ပြီးတော့ဆက်လိုက်ရအောင်ဗျာเนาะအခုဆိုရင် proper noun နဲ့ common noun တွေဒါတွေကိုတော့သိသွားပြီလို့ယူဆလို့ရပါတယ်ပြီးလို့ရှိရင် collective noun ပေါ့နော် collective noun လည်းသိပါပြီအဓိက1နဲ့2နဲ့ရှင်ပြီးတော့နှစ်ခုကတော့ရေးပေးရမှာပေါ့နော်ရေးမယ်ဆိုလို့ရှိရင် collective noun အစုပြနေအဲ့ဒါလည်းဗာလဲဆိုတော့နမူနာစိတ်တာဒါတော့ example 5ခုလောက်တော့ရေးပြတင်တယ်ပေါ့နော်စင်ပြေရလေးတစ်ခုပါ5ခုလောက်ပြီးလို့ရှိရင် abstract noun အဲ့ဒါလည်း5ခု10ခုလောက် easy ရေးလွယ်အဲ့ဆိုရင် number 5မှာကြာလို့ရှိရင်ဟာပြီ material noun နဲ့ material ဆိုတော့အဲ့ရုပ်ဝတ္ထုပစ္စည်းပေါ့သုံးခံပစ္စည်းပေါ့နော်အဲ့ဆိုလို့ရှိရင်အဲ့နဲ့ပတ်သက်ပြီးတော့ချက်လောက်လေ့လာကြည့်လိုက်အောင်နမူနာပြောရမယ်ဆိုလို့ရှိရင်
ဒီမှာပေါ့နော်ဒါဆိုလို့ရှိရင် groups of material noun ဆိုပြီးပြောထားတယ်အဓိကတော့ material noun ဆိုတာတိတ်ခက်ခဲတော့မဟုတ်ပါဘူးသုံးပြောတဲ့ပစ္စည်းလေးပေါ့ဗျာဥပမာဆိုလို့ရှိရင်တတ်တူတွေရတယ်ပြောလို့ရတယ်အစားအသောက်တွေထုတ်ဖို့တဲ့ကုန်ကျန်းတွေရတယ်ပြောလို့ရတယ်ပြီးလို့ရှိရင်တော့ကဘာမြေကြီးထွက်တဲ့ဟာတွေဒီသဘာဝတရားပေးတဲ့ကုန်ကျန်းတွေဥပမာကြည့်ကြအောင်နော်ဒါကြီးကဘလို့လုံးမစဲမလို့ပါဘူးသိထားရင်ရအဲ့ material ရဲ့ဘာရင်တော့တတ်တူတွေဟာလည်းပြောလို့ရတယ်โอเคဥပမာတန်းတို့ရွှေတို့ platinum တို့ကြေးတို့ကြေးနီတို့ဟာလား iron gold platinum ပြီးလို့ရှိရင် bronze တို့ silver တို့ပြီးလို့ရှိရင် mercury mercury ရတဲ့တတ်တူပဲเนาะဒီနေ့ကျတော့โอเคအဲ့လိုပုံစံမျိုးတွေပေါ့เนาะ steel တို့ဟာလားအဲ့လိုပုံစံတွေရတယ်ဟို silver ငွေတို့ပါပေါ့เนาะပြီးလို့ရှိရင် products measured in bag နောက်တော့ဘယ်လိုစီလောဘာသာပြန်မယ်ဆိုရင်တော့ဒီအစားအသောက်တွေအများများထောက်ရမယ်ကုန်ပစ္စည်းကုန်ချမ်းတွေပေါ့เนาะကုန်ချမ်းတွေဆိုရင်tea လက်ဖိတ်တော့မဟုတ်လက်ဖိတ်ရတဲ့တော့အကုန်ကြောဖြစ်သွားပြီလက်ဖက်6လို့ဟာမျိုးလက်ဖက်ရွက်လို့ခေါ်တယ်ဒါဆိုကုန်ချမ်းတွေတမျိုးချင်းစီပေါ့နော် ingredient တစ်ခုပါဥပမာလက်ဖက်တုပ်ဆိုရင်လည်းကုန်ချမ်းမဟုတ်တော့ဘူးလေဟုတ်တယ်မလက်ဖက်ရွက်ကတော့ကုန်ချမ်းပေါ့အဲ့လိုမျိုးပေါ့နော်ဥပမာဆိုလို့ရှိရင်ထားပါတော့ကျက်စီတမင်းဆိုရင်တော့အဲ့ဒါကုန်ကြမ်းမဟုတ်တော့ဘူးဒါပေမဲ့ဆန်တော့ကုန်ကြမ်းပဲအဲ့ဒါထုတ်လိုက်အမ tea တို့ sugar rice ဆိုပြီးလို့ရှိရင် wheat ဆိုအမအဲ့ဂျုံမှုန့်တော့အဲ့လိုပုံစံမျိုးတွေလည်းရှိမယ်အဲ့တော့အများကြီးပဲကိုယ်စိတ်ထဲရှိတာအကုန်ပြောတယ်ဥပမာဆိုရှင်ဒါ meat တို့ပါအသားတွေပါ fish တွေပါအဲ့လိုကြီးလည်းကြာမှာဒါတွေကလည်းကုန်ကြမ်းတွေပဲ material noun လို့ပြောရတယ်အဲ့တော့ခါကျတော့ geological bodies တဲ့အဲ့ဒါဘာပြောထားလဲဆိုလို့ရှိရင်ကဘာမြေကြီးပေါ်မှာရှိတဲ့ညီမျက်နှာတမင်ပေါ်မှာတွေ့ရတဲ့ကုန်ကျန်းတွေပေါ့ဗျာမတ်ရှွန်တွေစန်သဲတွေပြီးလို့ရှိရင် granite လို့ခေါ်တဲ့ကျောက်တွေပြီးလို့ရှိရင် rock တွေကျောက်တွေเนาะအဲ့လိုဟာမျိုးတွေလည်းရှိပဲဒါပြီးလို့ရှိရင် natural phenomena ဆိုတဲ့ခါကျတော့တဘာဝပေါ့နော်ဒီတဘာဝတွေရတာမိုးတို့စီးနေတို့အဲဆို CLOUD တက်တရ cloud ဖြစ်လိမ့်မယ်နော် cloud ဆိုရင်တိတ်ပေါ့နော်ပြီးလို့ရှိရင်မြူတွေနှင်းနေဒါတွေကတော့တခုချင်းစီကတော့အဓိပ္ပာယ်ရှိအဲ့ဆိုပြောရှင်ရှိသေးရမှာမိုးသည်ကိုလို့ခေါ် hail လို့ခေါ်အဲ့ဆိုရှင် rain dew cloud အဲ့ခိုင် rain ကတည်ပြီးတာ cloud လည်းတည်ပြီးတာဟို dew frost mix ပြောရှင်မိုးသည် hail အဲ့လေးမျိုးလောက်ကပါဆိုတော့တခါရဲvocabulary လေးလာကြည့်လိုက်ပါ dictionary ရဲ့ခောက်ကြည့်တာကိုယ်ခောက်မှသိမှာခါရလို့ရှင် list ကြီးကဖော်ပြထားတဲ့ဒီ screen မှာပါတဲ့ list တွေကဘယ်လောက်များဗျာသိရမလားသိများလို့ရှိရင်ယူချင်တခါကျကိုယ်တိုင်ကိုကြကိုဘယ်လိုပြောမလဲရှေးမှမှတ်မိတယ်ကိုယ်ရှာမှမှတ်မိတယ်ဒီမှာကြည့်ကျွန်တော်မင်းနေဆိုမှာကြည့်ဒါပထမဆက်မျက်နှာ14မှာဆိုမင်းနေဘာလို့ထားလဲရေးပြတာဟုတ်ပြီဒါပေမဲ့အမဒီဘက်ဆက်ရမှာလည်းမရေးတော့ဘူးအဲ့ဒါဘာလို့လဲဆိုတော့မဟုတ်ဘူးတမင်ကျွန်တော်ကြံခဲ့ရမှာမဟုတ်ဘူးနမူနာအဆောင်အင်းနဲ့ရေးထားတယ်ကြံတာကတော့မိတ်ဆွေတို့ကိုပါဘူးပဲဖြစ်တော့ရေးလိုက်တော့အဲ့လိုရေးတော့မှလည်းတကယ်မှတ်မိအောင်လို့ဒါကွက်လက်ချန်ထားပါဒီမှာဆိုလို့ရှိရင်လည်းverb day ဆိုလို့ရှိရင်ဒီနောက်မှာဆိုရင် verb day adjective day မှာဆိုလို့ရှိရင်ဟိုလာပါလိမ့်မယ်မှာဆရာလိုက်ကြည့်သားအများကြီးပဲโอเคအဲ့ဆိုလို့ရှိရင်ရှင်းဆက်မယ်အခုပြောလိုက်တဲ့အတိုင်းပါဆို noun ဆိုတဲ့အထက်မှာ noun အမျိုးအစားတွေရှိရနော်โอเคဗျာအဲ့ဆိုလို့ရှိရင်ထပ်ပြီးတော့အဲ့ noun လို့ပြောလို့ရှိရင်တက်ခွဲလို့ရတာရှိသေးတယ်ဒီလိုမျိုးခွဲတာမဟုတ်ဘဲနဲ့ noun မျိုးဒီမှာဆိုလို့ရှိရင်လည်းဖွဲ့စည်းတိဆောက်ပုံရရတော့လားပြီးလို့ရှိရင်အနက်ဒိတ်ပဲရတော့မြန်မာစကားမှာရှိရမလားဦးမြစိတ်စုအနက်ဦးမြစိတ်စုအနက်ပြုတ်ပင်ပေါင်းကလေးကုံဖွဲ့စည်းပုံပင်ကိုနဲ့ပေါင်းဆက်နိုင်လို့ရတယ်စသဖြင့်ပေါ့နော်ဖွဲ့စည်းပုံရတဲ့အနက်တွေပြသူစီမှာလည်းအဲ့လိုရှိသေးတယ်သူမှာလည်းထပ်ပြီးခွဲလို့ရတာရှိသေးတယ်အပေါ်ငါမျိုးတော့မဟုတ်ဘာလဲဆိုတော့မှကြည့်ကြအောင်မြင်ရလားမသိဘူးနော်ဒါဘာဖြစ်ဖြစ်ကျွန်တော်နဲ့တင်ပြီးတစ်ချိန်လောက်ဆိုရင်စပြီးသိရပါလိမ့်မယ်။ကျွန်တော်ဒီကိုဗစ်ကာလမှာတကယ်ကိုဒါအများဆုံးတက်စေခြင်းနဲ့စေတနာကိုသိတဲ့ဟာလေးမျှဝေခြင်းနဲ့သိရဆိုသိပါလိမ့်မယ်။ဘာလို့လဲဆိုတော့စာအုပ်ပြင်လာဆိုကိုစာအုပ်အနည်းဆုံးစာအုပ်ဝယ်တဲ့လူမှတင်လို့ရရဆိုပုံစံမျိုးလုပ်လို့ရတယ်။မဟုတ်ဘူးဒါပေမဲ့ကျွန်တော်စာအုပ်ပါတစ်ခါလေးပြထားရတာ။ဘာလို့ဆိုတော့ဘယ်သူမှဆိုလေ့လာလို့ရအောင်ပါနော်။ Okayအဲ့တော့နာလို့ပြောရလို့ရှိရင်ထပ်ပြီးခေါ်လို့ရရှိသေးတယ်အဲ့ဒါဆိုတော့ singular and plural အများစုတည်ပြီးတာတစ်ခုကိန်းနဲ့အများ
များကိန်းရလို့ရှိရင်မြန်မာသားမှာအေကဘူကိန်းနဲ့မဟုတ်ဘူးကိန်းအဲ့မှာကြားပြပြောချင်တာကလေအနည်းနဲ့များဆိုခေါ်တာတိတ်ပြီးဟမ်မကြာဘူးလို့ထင်တယ်ဗျတဲ့ဘာလို့ဟမ်မကြာလဲဆိုတာအဲ့ဒါအမှသာဆက်ပြီးတွေးလိုက်မယ်နော်ပြီးရင်အသေးသေးပြောပါမယ် countable and uncountable COUND count ဆိုတာဟုတ်တယ်ပါလေရှင်းတွက်တယ်အဲ့တော့ countable able ဆိုတာတက်နိုင်တာ countable ကရှင်းတွက်နိုင်တာရှင်းမှာ un လေးထည့်တယ် uncountable အဲ့ဆိုလို့ရှိရင်တော့တော့ရှင်းတက်လို့မရတာပေါ့နော်ဆိုလို့ရှိရင်လည်း countable and uncountable ဆိုတော့ဒါပြီးပါပြီမာဒရာမခေါ်ဘူးတကယ်ကတိကတဲ့ဘုတ်စေးဘောပြောမှဆိုဒါကြီးကလည်းကိုယ့်ယူပါရနိုင်သလားလို့နော် grammar rule မှာအဲ့ရအစာပိုင်းကတော့လွယ်ပါတယ်ဥမာရေးသည် accountable တည်ရလူသည် countable အဲ့ဒါတော့ရိုးရှင်းတယ်ဒါပေမဲ့တချို့ပစ္စည်းတွေရောက်ရှင် countable လို့ uncountable လို့အဲ့ဒါတွေလည်းရှိတာပဲခွဲလို့မရသူနီးသူဟန်နဲ့ကြည့်ရင်တစ်ဖက်ကပြောရလဲမှန်တယ်နောက်တစ်ဖက်ကပြောရလဲမှန်တယ်အဲ့လိုဟာတွေလည်းရှိတာပဲဘောနော်နှစ်ခုလုံးမှာအကျုံးဝင်တဲ့ဟာအဲ့ဒါတွေကတော့နောက်ပိုင်းမှာဆက်ပြီးကြည့်ကြအောင်နော်နောက်တစ်ခုကတော့ masculine and feminine masculine and feminine ဆိုတာဒီမှာဆိုလို့ရှိရင်လဲဖိုရီမိုင်းလေပုံးလိန်80လိန်3လိန်အဲ့လိုပုံစံမျိုးလေးပဲခွဲလို့ပေါ့လို့ဆိုမှဆိုလို့ရှိရင်လဲကြားမိမလားတိတ်ဆန်းတော့အထီးလားအထီးမတော့အဖို့အမအဲ့လိုခွဲရရှိရနော်ထပ်ခွဲရတော့ရှိရအဲ့ဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်လိုက်ကြစို့singular and plural တခုကိန်းနဲ့အများကိန်းနဲ့ပြောနေတာနော်မြန်မာသရာမှာလည်းစာအုပ်ဆိုရင်ဒီတအုပ်ဆိုညွှန်းလို့ရတယ်တအုပ်ထပ်ပို့သွားလို့ရှိရင်နှစ်အုပ်လည်းဒီစာအုပ်တွေ့လို့ပြောရတယ်တအုပ်ထက်ဗျာဝင်ကျွန်တော်ပြောမယ်ကဲဒီမှာဒီ screen ထဲမှာမြင်ရမှာမသိဘူးဒီစော့ပန်လေးတွေကိုတွေ့ပါသလားမပြောတာဟောတလွယ်ဖြစ်နေဟလားနော်ဒီတစ်ချောင်းလေးရှိတာကိုဒွေထည့်လို့အဆင်ပြေပါမယ်နော်မပြေဘူးနော်ဥပမာနောက်တစ်ခုပြောမယ်ဟိုမှာဒီရေတံဘူးတွေကိုတွေ့ပါပြောလို့မရဘူးနော်ဒီရေတံဘူးကိုတွေ့ပါသလားဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကဲဒီမှာရေတံဘူးတွေဗျာရေတံဘူးတွေဆင်ကြည့်ရအောင်โอเคပြောလို့မရဘူးလားရရနော်ရေတံဘူးကိုအဲ့ဘူးတစ်ထောင်လို့နော်ဒွေတက်လို့ရတယ်နော်အဓိကပါတော့တအုပ်ထက်တစ်ခုထက်ပိုသွားရင်ဒွေတက်လို့ရတယ်များလို့ပြီးလို့ရှိရင်အင်္ဂလိပ်မှာဆိုရင်ပါအောင် SS ထည့်လို့ရနော်အဲ့တော့နောက်ကလည်းဒီစာအုပ်တွေအုပ်ရည်တိုင်းလည်းဒီစာအုပ်တွေလို့ပြောကြတယ်အခြားသောနာမည်အားလုံးလည်းဒီတိုင်းပဲအနည်းနဲ့အများဆိုတော့လည်းခေါ်ကြတာပေါ့နော်ဥပမာ1နဲ့10မှာဆိုစဉ်းစားကြည့်အောင်ဘယ်သူကနော်1နဲ့10ဘယ်သူကနည်းတယ်ဘယ်သူကများတယ်โอเคဟုတ်တော့10ရပါအများပေါ့ဒီကအနည်းအဲ့ဆိုလို့ရှိရင်10နဲ့100မှာဘယ်သူကနည်းတယ်10ကအနည်း100ကအများစောစောပြောတော့10ကအများဆိုအခု10ကနည်းဖြစ်သွားတယ်ဟုတ်တယ်မလားအဲ့လိုပြောနေနည်းတယ်များရဆိုတော့ဒီကနေ့ကျတော့ရှင်လူရဲ့တမန်ချက်ပဲအဲ့တော့ဒီကြတော့တစ်ခုနဲ့နောက်တစ်ခုတည်းပူတာပဲအဲ့တော့မှကတ်တက်ပြီးစီမယ်ကျွန်တော်ကတစ်ခုနဲ့မှတစ်ခုနဲ့မှ10ပုံ3ပုံနေပါရဲ့တစ်ခုအဓိကတော့ဘယ်လိုလာလဲတစ်ခုတည်းကြော်ရတာများပဲဟုတ်နော်အဲ့တစ်ခုတည်းကျွန်တော်တစ်ခုတည်းနဲတာရှိတယ်တစ်ခုတည်းနဲတစ်ခုကိန်းနဲ့ singular လေးပဲတတ်မှတ်တာမျိုးရှိတယ်အဲ့နောက်ပိုင်းကျတော့ဒါကတော့ဘယ်လိုပြောမလဲဟိုအုံနောက်ကချက်တွေးသလောက်ပေါ့တွေးရတော့ရောက်တယ်တခုတော့ချက်အုံနောက်ကချက်တွေးပြီဆိုလို့ရှိရင်ဘူးတုဒလည်း knowledge ကလည်းကျေပြဲမှရမှာနော်အပေါ်ရန်သိရရင်လည်းဆိုရင်တော့အဲ့တကယ်နားလည်ခြင်းတဲ့ကလေးတွေကိုအဲ့ရွှေရွှန်လောက်ပဲရမှာအဲ့တော့ဒီကြတစ်ခုကပါတော့များသိကျင်တာလေဆိုလို့ရှိရင်များတော့လေးလာထားမှာကိုရမှာမေးခွန်းတိုင်းတော့အဖြေရှိတယ်အဖြေမရှိတဲ့မေးခွန်းတော့မရှိဘူးအဲ့အဖြေမရှိတဲ့မေးခွန်းဆိုတာဒီဖြေတဲ့လူကမဖြေတဲ့လူပဲကျွန်တော်လည်းတစ်ခါကျလို့ရှိရင်ကိုချက်ချင်းမဖြေနိုင်တာရှိပါတယ်အဖြစ်တော့အဲ့တော့โอเคတချို့မေးခွန်းတွေဆိုလို့ရှိရင်အဲ့မေးခွန်းတွေကိုရေးမှလားဟုတ်အဲ့မေးခွန်းနောက်နေ့ဖြေပြီးမှအဲ့လိုပြောတဲ့အပိုင်းတွေရှိတယ်ပေါ့နော်အဲ့တော့ဆက်လိုက်အောင်နော်singular နဲ့ plural ကိုကြောက်နေပါမယ်နော်။ဒါဆိုလို့ရှိရင်အောင်များသူ s bound ပေးရတယ်တဲ့။ဥပမာ student ဆိုရင် student s bound လိုက်တယ် teacher ဆိုရင် s bound နဲ့ book ဆိုရင်မူလတန်းကလေးဆိုတာဒါမှဖြစ်မနေလောက်ကိုလည်းလောက်တင်တဲ့ဖြစ်သွားပြီ။ပြီးလို့ရှိရင်ဒီမှာဟိုဒါ3ခုလို့ရေးတင်တာပေါ့နော်။အကြောင်းသားလို့ရေးတယ်ပေးရဇယားလေးနဲ့ပဲဆွဲတော့ဆမ်းဆမ်းနဲ့မြင်းချောင်းလေး2ကြောင်းလောက်ပေါ့ဟုတ်လားနော်မြင်းချောင်းလေးထွေးမူလတန်းကလေးလောက်တင်တယ်နော်။ခြားလောက်ချင်တဲ့လူလည်းလောက်ပါhomework လုပ်ဖို့တော့ကတော့ကျွန်တော်တားမြင်မထားပါဘူးဟမ်ဒီညနေ9:00နာရီကျရင်တော့တစ်ချက်စစ်ပြပါမယ်ကျွန်တော်အဲ့ NTK checker ဆွဲကောင်းအောင်လေကျွန်တော်ဒါဟို
အကောင်ထဲမှာအကုန်ရောနေမှာဆိုလို့တီးတန့်မလုပ်တာလဲဆိုတော့စာစစ်ဖို့အတွက် message နဲ့မှာပြောဖို့အတွက်ပြီးတော့စာကြောင်းနေပြောလို့တီးတန့်ဖွင့်တာအဲ့ဒါကြီးအမြဲချိန်နေမဖွင့်ဘူးဒါပေမဲ့ swift ကောင်းနေပါကျွန်တော်ညတစ်ချိန်တော့ပဲအဲ့လိုတစ်ခါတလေမှလည်းလုပ်ပြမှာပဲအဲ့တော့ပို့ထားလို့ကျွန်တော်ကစာမပြန်လို့ရှိရင်တော့ကြာဟိုဒီအကောင်ကြီးခြေတယ်ဒီအကောင်ပါဘောနော်ခြေလိုက်တာအဲ့လိုမထင်နဲ့ကျွန်တော်ရဲ့ဟာကျွန်တော်အမြဲမဝင်ဘူးလို့နော်ဒီညတော့ကျွန်တော်ဆက်ပြီးပဲစာနဲ့ပတ်သက်လို့ကတော့ပို့ကျင်တယ်လို့ပို့ကိစ္စမရှိဘူးကျွန်တော်ကတော့မလုံခိုင်းလိုက်ဒါကြီးတော့လောက်ကြည့်လိုက်တယ်တော့စိတ်မဆိုးဘူးဗျာနော်ကိစ္စမရှိဘူးစစ်ပြီးမှစာကတော့စစ်ပြီးမှဘာသူမဆိုးပါโอเคအဲ့ဆိုလို့ရှိရင်ဇာတ်ရည်ပါတော့ဒီမှာကျမြန်မာလိုရေးလိုက်တယ်ပြီးတော့ဒီမှာ S မပါရေးလိုက်တယ် S ရေးလိုက်တယ်အဲ့လိုပဲစာအုပ်ပေါ်မှာမြင်းတဲ့ကြောင်းတော့အဲ့လိုလေးရေးလိုက်ရတာပဲအဲ့လိုမှရေးကြဘူးဒါမှမဟုတ်လို့ရှိရင်မြန်မာလိုတစ်လုံးရေးလိုက်တယ်နော်ဒါမှမဟုတ်လို့ရှိရင်ဟာစာအုပ်ရှိတယ်ပေးမင်းရှိတယ်မြန်မာလိုတစ်လုံးဘေးကနေပြီးတော့ text လေးပြလို့ရှိရင်ပါဆက်ရေးအဲ့မြင်းမသားပဲနဲ့ရေးလိုက်ရတော့ရပါတယ်နော်တက်ရေးလေးဆိုတော့ပိုကောင်းတာပေါ့ဒါလိုပဲပြောကြမလို့တော့နော်အခုလို့ရှိရင်ကမူလတန်းကလေးတွေကိုသင်ပေးနေမိပါတယ်လားတစ်ချက်တော့ရွတ်ပြတယ်ဟုတ်တယ်မလားနော် student teacher book pencil eraser computer bag boy girl B1 လည်းဒီပြဿနာပြောတယ်ပဲ fine လို့သိမဟုတ်ဘူး boy girl ဆိုကျန်ရဆိုလို့ရှိရင် K ဟုတ်ပေါ့နော် girl ချိုးခိုင်ကြတော့လဲကျွန်တော်ငငယ်ကလေးကနေပြီးတော့ထောက်လျှောက်ကြီးတည်နေတာလေးအတန်တော်လေးရှိတယ်ပေါ့ဗျာအတန်ရွက်နဲ့ပတ်သက်ပြီးတော့ပြီးရင်တက်ပြောနေတာအတန်ရွက်နဲ့ပတ်သက်ဘာလို့လဲဆိုတော့ကျွန်တော်တခြားနိုင်ငံအတန်တော့ကိုပဲဆိုတော့ဒီမှာစားနဲ့ရေးမှန်တာစားနဲ့ရေးမှန်ပြီးအိတ်စာကိုဒီတခြားလိုပြန်ပြမယ်အတန်တူမှမတူရဟုတ်တယ်မလားဥပမာပဲကျွန်တော်အတန်တစ်ခုခုပြလိုက်မယ်အတန်တစ်ခုပြလိုက်မယ်နော်ဥပမာနမူနာပြမယ်နော်ဒီတန်လေးနားဟုတ်ပြီဘယ်လိုကြားလဲချွင်လို့ကြားလားထောက်လို့ကြားလားထက်လို့ကြားလားအခြားရဲ့အတန်ကိုပြန်ရေးလိုက်ပြန်ရေးပြီးအိတ်စာကိုဖတ်ခိုင်းလိုက်တခြားလူတယောက်ကိုအဲ့တန်နဲ့သူ့ဘက်ကနေပြီးတော့ပြောပြနိုင်မလားအဲ့သဘောပဲ language ကမတူတဲ့ခါကြလို့ရှိရင်ပြောတာမှတ်တဲ့လူကတော့မှန်တော့မှန်တာပဲဒါပေမဲ့အဲ့ဒါကြီးနောက်ထပ်ပြန်ဖတ်ရင်ဟောဖြစ်သွားတာပေါ့ဥပမာပဲထားပါတော့a cat is a cat is eating a fish ပေါ့နော် a cat is eating a fish ဒီလိုရေးပြမယ်ရေးပြမယ်ကျောင်းတော်ကောင်ကcat is eating နော်ဒီကတော့စင်မီလိုရေးရဆိုတော့နော်စိတ်မရှိပါနဲ့fish ကျောင်းကောင်းပါလဲဆိုလို့ရှိရင်အားကောင်စားနေပါနော်အဲ့မြန်မာလိုရေး A ရပါအောင် A ပေါ့နော် C ရ cat လို့ရေးလို့ရတယ်နောက်မှာ T ပိုင်းခါတော့ T တန်ပိုင်း cat အဲ့တော့ထားစင်လူလေးဟဲ့လား A ပေါ့နော်ဒါတော့အတန်အကြောင်းပြောရင်နော်အကြောင်းပြောရင်ချားရပေးရောက်သွားပါမယ်နော်မြန်လေးရဆက်ပြီးပါမယ်မြန်လေးပြောနော်အဲဆိုလို့ရှိရင်မှာဆို cat ဝေးအထားစင်လူပြောတယ် cat ခါဝေးစင်တော့ဘူးတော့ကောင်းလေး cat ပေါ့နော် cat is ဟာလားit မှမဟုတ်တာ is စားတယ်မှာဟုတ်တယ်မလား eating အဲ့တထားရတာမရေးတော့တာတော့ eating fish ပေါ့နော် fish မှာဆိုရှာတယ်ပါသေးအဲ့ဆိုလို့ရှိရင်ဖမ်းမှာကျွန်တော်ကအတန်ဘယ်လိုထွက်သွား a cat is eating a fish a cat is eating a fish အဲ့ဒါမှရေးတော့ဒီလိုရေးလိုက်တယ်ဒါပေမဲ့ဒီတန်ကိုတိုင်းဖတ်တာမဟုတ်ဘူးမြန်မာလူမျိုးပြန်ဖတ်မလို့တော့ a cat is eating a fish တော့လည်းဒီတော့ကျွန်တော်ဆက်ရတယ်ကျွန်တော်ပြောပြဦးတဲ့ဟာတာလေးတစ်ခုလိုပါလားနော် a fata cat sit on a map တော့ပါတော့ a fat cat set on a map အဲ့လိုပုံစံမျိုးတွေရှိတယ်ဗျာနော်ဒါအကြောင်းလို့ပြောပြပါအတန်ဖလဲနော်ပြောချင်တာကသူတို့စီကအတန်နဲ့ကျွန်တော်စီကအတန်နဲ့မတူနေအဲ့ဆိုနောက်နေ့ကျလို့ရှိရင်ဆိုအဲ့ဟိုပြောထားလားမသိတော့အရေးကြီးတယ်မှာ ABC ကစလို့ဒီ phonics တွေပေါ့နော်အတန်တွေရဲ့အတန်တွေဟာရဲ့သဘောသူတို့ရဲ့အတန်သဘောတရားကျွန်တော်တို့ရဲ့အတန်သဘောတရားအတန်ဖလဲပေါ့အဲ့ဒါလေးကိုဒါပြီးတော့ lesson မှာခဏဟိုရှေ့ကိုဆက်မတယ်အဲ့ဒါကိုလုံးဝအရေးကြီးကျွန်တော်ပြောပြမယ်နော်အဲ့ဒါမှအရင်ဆုံးပြောအောင် boy girl ဆက်ပြောမယ်နော်ဒီရောက်တယ်ဒီ boy girl နဲ့ပြောလိုက်တာဒီရောက်သွားပြီးတော့မဟုတ်ပါဘူးသူတာပေါ့နော် boy girl goat cow dog cat parts အဲ့ရန်လို့ရပြီးရင်အဲ့ဒီ pet ဆိုတယ် parts let's try it parts နောက်တစ်ခု s h x တို့နဲ့ဆောင်းတဲ့ noun တွေပေါ့နော်အဲ့ဒါတွေကပါလဲဆိုတော့စောစောလို့ပဲသူ့အတန်ကိုကြည့်လိုက်ဗျာဖန်ခွက်ကိုဘယ်လိုပေါ့နော်
fan ကမှန်လို့ဆိုရင်နော် glass တဲ့နော် glass အဲ့လိုထွက်သလားမရအောင်သူအင်္ဂလိပ်စာမှာနောက်ဆက်သွဲတဲ့ပါအောင်ပါမရမှာ T နဲ့ဆုံးလို့ရှိရင် T တန်ပေါ့နော်အဲ့လိုမျိုး SH ဆိုရင် S တန်ဆိုတာ glass အဲ့လိုမျိုးနော် SH နဲ့ဆုံးနေဗျာမွေးနေ့စုတောင်း wish 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 နော် wait မရအောင်နော်အစမပြေဘူးလို့ရှိရင်လက်ဆေးတယ်ပကံဆေးတယ်အဲ့ဒါဟုတ်ပါအောင်လက်ကိုခဏဆေးပါအဲ့ဆိုလို့ရှိရင်wash your hand ပေါ့နော် wash your hand frequently လို့ပြောလို့ရတယ်အဲ့ဆိုလို့ရှိရင် glass SH နဲ့ဆိုရင် wish to wash တို့ရှာS ဆို S တန်ထွက်ရမယ်ဒီနေ့မှာပြောချင်တာဒါပြီးတော့ရမယ်အဲ့ phonetic အတန်အရေးကြီးတိုင်းလားဒါကတော့ဟိုလုပ်ငန်းခွင်ရွယ်တွေပါတယ်အတင်းအရေးကြီးမှတော့သိတော့သိလိုက်အဲ့ခါတော့နောက်တစ်ခုပါတော့မရှက်ပါနဲ့လို့အဲ့လိုရှိရင်ကျွန်တော်မှာ Messenger group တွေပဲဖွင့်မယ်ပြီးလို့ရှိရင် Messenger group ဖွဲ့မယ်နော်ဖွဲ့မယ်လူဆောင်နဲ့စောင့်လာမယ်ဖွဲ့မယ်ပြီးလို့ရှိရင်အဲ့ဒီ Andy checker တွေကိုလည်းအတန်လေးတွေပြောပြရနိုင်ပဲရှိတယ်ပေါ့နော်ပြောကြည့်တော့ပြောလွယ်လို့ရှိရင်ကောက်ဖို့အရင်ဆုံးစမ်းပြောကြည့်လွယ်လေးတွေလွယ်ကျွန်တော်ပို့တယ်အဲ့ဘာမှရှက်ဆရာမရှိပါဘူးလားနော်တခုရှိအတန်နဲ့ပတ်သက်ပြီးတော့မရှက်နဲ့နော်အားမလည်းမကြောက်နဲ့ပြီးလူလည်းရှိမှမကြောက်နဲ့ပြီးလူရှိရင်ဘယ်လိုတွေးရမလဲဟောသူခင်ဗျာမချာဘူးငါလေးစာကျင့်နေအောင်စာလေးကျင့်နေအောင်ဟုတ်လားသူတို့နားမလဲဘူးဘာဖြစ်လဲဟုတ်လားကို confident ပြည့်ပဲ confident level so high ပဲဟုတ်လား okay SH တွေပါ CH ဆိုရင် CH တော့ဟိုလက်ပြီးစားတော့ဆိုင်နေပါဟိုမှာဟိုညီလေးညီမလေးခေါ်လို့ကြားမကြားတော့လှည့်မကြည့်ရခါကျအဲ့လိုခေါ်တာမျိုးပြောတာမို့နော် CH တန်သိရမလားအဲ့တော့ဥပမာဆိုပါတော့ CH က CH touch အဲ့လိုပုံစံမျိုးပဲနော်လို့ရှိရင် WAT CH watch WAT CH ကို what အဲ့လိုကောင်းပါမကောင်းနော် watch နော် X တန်နဲ့ကြုံလို့ပြောမှာကြုံလို့ပြောရတာလည်းကိုအဖြစ်မနေပြောမှာအိဗယ်ရဖြစ်တာနော် A B C D E F G H ဒါ H ချတာနော်ပြီးတော့ phonetic တွေသိတာထားပြောမှာနော်အဲ့တန်ထားမယ်ဒါကြတော့ဒီကောင်းကြတော့သူက H ချတယ်မဟုတ်ဘူးဆက်လို့ဟာ X ကဆိုတာမျိုးထုတ်လို့ရတယ်ဟို SI ဆိုတာ6အဲ့ရလာမယ်နော် SIA ဆိုရင်6 VOA ဆိုရင် box နော်စက်တယ်လို့အဲ့လိုမျိုးထွက်တယ်ဗျဥပမာဗျ VOA ဆိုရင် box ဟုတ်ပြီနော် TH ဆိုရင် text ပြီးလို့ရှိရင် SIA ဆိုရင်6ဟုတ်ကဲ့လားအဲ့လိုအတန်လေးရှိတယ်အဲ့တော့သူတို့မှာဘာဖြစ်လဲဆိုလို့ရှိရင်သူတို့အတန်ကဒီလိုမျိုးဗျာဟောဖြစ်တာဥပမာဗျာ WED word တို့ပါလို့သိမှာ WED word ဆိုလို့ရှိရင်တော့ what နောက်ကတန်နည်းနည်းပဲဆုံးမယ် WATCH ဆိုလို့ရှိရင် what တွေမဟုတ်တော့နောက်ကဆိုပါအတန်လေးကချင်းချုံလေးကထွက်သွားတယ် CH တန်အဲ့ဆိုလို့ရှိရင်ပါလဲဆိုတော့ watch အဲ့လိုမျိုးကပိုလေးပါပြီးတော့ချွန်ထွက်လာတယ်ပါလာပြီเนาะအဲ့သဘောတရားလေးအဲ့တော့ရှိပြီးသား S ကိုမှ S ပေါင်းလို့ရှိရင်သူ့တန်အစင်မပြေဘူးလေ glass ပါငကိုတဲ့ S တန်ပါပြီးသားပါဆိုမှ S တစ်လုံးထပ်ထည့်ရ GL S သုံးလုံးထည့်မှာမလို့မှအစင်မပြေဘူးအတန်ရောက်လို့ထည့်ကြမှာ glass နဲ့ဝင်အောင်လေ glass ဆိုရင်ခါထမှာလား glass အဲ့လိုလည်းစင်မပြေနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အချင်းအဲ့လိုမျိုးနောက်ကအတန်းခြုံထွက်နေတဲ့ဟာကြောင့်လို့ရှိရင်အမှထပ်ပြီးတော့ S ပေါင်းဖို့စင်မပြေတော့အခြုံချင်းထပ်ပေါင်းလို့မရတော့ S တန်ရှိနေတဲ့အထက် S တန်ပေါင်းလို့မရတော့ခြားတန်ရှိနေတဲ့ S တန်ထပ်ပေါင်းလို့စင်မပြေတော့အဲ့တော့ဘာလဲတော့ ES လေးလုပ်ပေးရတယ်ဟိုကျွန်တော်ဒါနဲ့ပတ်သက်ပြောလိုက်ရင်လွယ်လွယ်လေးပဲအေးကလေးတွေမှာ SSACH H နဲ့ဆိုရင်ဘာပေါင်း ES ပေါင်းဟဲ့လားဘာပေါင်း GLSS ဆိုရင်ဘာဖြစ် GLSS ES ဖြစ်ပြည့်တယ်ဘာလို့မအဲ့လိုတော့ဖြစ်တယ်ဘာလို့လောက်ရတယ်ဆိုတာအကျိုးနဲ့အကြောင်းနဲ့ကိုတစ်ခါလေကြည့်ပါနော်ကျွန်တော်တက်လက်ဆိုင်ပြန်တော့ဆရာမကြီးအားလုံးကျွန်တော်လေးစားမှုရှိပါတယ်ကျွန်တော်ပြောတဲ့ပုံစံတူတယောက်ကများပြော
ပြောမှာမထိမဲ့ပြူသလိုဖြစ်သွားတယ်ခွင့်လို့ပါနော်အဲ့ကျွန်တော်ဆက်ပြီးတော့ပြောကြည့်အောင်ပါနော်အဲ့ဆိုလို့ရှိရင်ထားတော့ဖန်ကွက် plus glasses ပေါ့နော်ပကံဆိုလို့ရှိရင် dish DNSH မှာ dish ရှာတယ်ရှိနေရှာတော့တစ်ချက်လို့ပြောတာပြောလို့ရစီးမှာမဟုတ်လားရှာတယ်ရှိပြီသား SH ရဲ့တယ်မလို့ထားတော့ shed ပေါ့ dishes တကိုင်းအောင်လို့ခေါ်တော့ BINCH branch homework လိုက်တော့ homework အဲ့ဆိုဒီနေ့ homework ကလုံးမယ်ဆိုလို့ရှိရင်နောက်ပိုင်းနေရတယ်လို့ရှိရင်ဒီ SES ပေါင်းတာတော်ပြီဒီနေ့ homework တော့ဒီတက်ပို့ပြီးတော့ထပ်တော့မပေးပါဘူးเนาะမှတ်လိုက်တော့ရေးမှတ်လိုက်ပါဦးเนาะ homework ကကျွန်တော်တခုတော့ရှိတယ်သင်္ကန်းသာစမှာကလည်းဒီနေ့ homework ပါပြီးမယ်တော့ဒါမှမဟုတ်ဆုံးတော့မှဒီနေ့ပါလို့ဆိုပြန်ပြောမှာမဟုတ်ဘူးဂျားထဲမှာပဲပါတယ်ဆိုပြောသွားမှာတကယ်ကြီးရဲ့လူတွေသားလည်းသိမှာအစားဆုံးမကြည့်ပဲနဲ့ဟိုကြော်လိုက်ဒီကြော်လိုက်လူတွေကတော့သိမှာမဟုတ်ဘူးကြเนาะကြားတာမသိဘူးเนาะအဲ့တော့ဆိုတော့ပြောမူလာတန်းလေးတွေကတော့ဒီပါပေးမှမလို့လိုက်လို့တင်ပါတယ်လေတန်းလေးတွေလည်းလောက်တင်တယ်เนาะပြီးလို့ရှိရင် channel တန်းတွေကလောက်တဲ့လူတွေဆိုင်ရင်ဟုတ်ပါเนาะဒါမဲ့လွယ်လေးမလို့ကြော်လိုက်လဲရတယ်เนาะပြဿနာမရှိဘူးနောက်ပိုင်းတော့လာမှာပါအဲ့တော့ branch ပေါ့နော် branch series es ဆို branches ပေါ့တက်တာ box x နော် box x free အကြောင်းဆိုရင် charge ဆိုအကြောင်းများ brush တို့ကတော့ပေးထားတယ်အဲ့ဆိုရှင် brushes တို့နော် language ဆိုရှင် gases တို့ပါတော့ပေါ့နော်အခေါ်ဆို tax o နဲ့ဆုံးတဲ့ noun တွေတဲ့ o နဲ့ဆုံးတဲ့ noun တွေကို s ပေါင်းပေးရတာရှိတယ် es ပေါင်းပေးရတာရှိတယ်အဲ့ဒါပတ်သက်ပြီးတော့ဘယ်လိုပြောမလဲကျွန်တော်သူ့မှတ်ပုံမှန်နေရတယ်နည်းနည်းရှုပ်တယ်ရှေးဘူးရအဖြစ်မှာတော့ဗျာရှေးဘူးရအဖြစ်တော့ဟိုရဲ့ရှေ့မှာတရာရှိနေရင်ဟုတ်နော်ဟိုရဲ့ရှေ့မှာတရာရှိနေရင်ဒါမှမဟုတ်ရှင်လည်းဟိုရင်အင်္ဂလိပ်မဟုတ်ဘဲနဲ့တခြားဘာသာကဥမာ Latin Greek French Italy Germany တို့ကစဉ်းစားလာတာတွေတော့အတူကောက်စလုံးတွေဖြစ်နေရင်တို့က s ပဲပေါင်းနေတယ်ဟုတ်ပြီနော်အဲ့ဟိုရဲ့ရှေ့မှာတရာရှိတရာဆိုတာဒီတရာနဲ့ vowel နဲ့ဘာနဲ့ vowel နဲ့ consonant နေအောင်အဲ့ဒါကျွန်တော်ကျွေးကြံလိုက်ဘာကျွေးကြံလဲဆိုလို့ရှိရင် alphabet ကြံတယ်ပြီးလို့ရှိရင် vowel plus consonant ဟာသင်ပြီးတော့သင်ရသေးတယ်နော်ဟုတ်တယ်မလား vowel plus consonant ဆိုတာသင်ပေးမယ် b နဲ့တရာတွေပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီကဘာလဲဆိုလို့ရှိရင်အတန်တော့ဒီ phonics တွေသင်ပေးမယ်ပြီးလို့ရှိရင်ဒီကထုံးပုံစံမျိုးပေါ့နော်အတန်တော့ပုံစံအဲ့ဒါအခြေခံအဲ့ဒါသင်ပေးမယ်ခိုင်ဒါလေးကိုနည်းနည်းကြုံလာမယ်ရှုပ်သွားမှာဆိုတော့ဒါပေမဲ့တခုတော့ရှိပါတယ်ဒီတိုင်းပဲကြည့်ကျင်တယ်ဆိုရင်ကြည့်လိုက်လို့ရတယ်နော်ဟိုလိုပေါ့ဗျာဘယ်လိုပြောမလဲသဘောတရားကိုမကြည့်ဘဲနဲ့ကိုတွေကဒါဝဲဖွဲပြီးလွတ်ကြိုက်မယ်လွတ်ကြတာလွယ်လေးနေဟုတ်တယ်မလားသူများလုပ်ပြီးရ notes စီရတာဟောပြဒါပေမဲ့ကိုယ်ကိုယ်သဘောတရားကိုသိပြီးနောက်ထပ်ဒီလိုမှမဟုတ်ဒီလိုစလုံးတွေကြိုက်တော့လာခဲ့2ဆလာမှ3ဆလာမှရှိမှဒီရှင်းလေးနဲ့စလုံးတွေပုံခေါ်လာခဲ့ရအောင် classify လုပ်ပြမယ်ခွဲပြအဲ့ဒါမှတကယ်တက်ကြွနေလို့ထင်တာပဲเนาะအဲ့လိုတက်ဖို့ကတော့ကြက်တာထဲတော့နည်းပိုခက်တာပါဗျာโอเคအဲ့ဆိုလို့ရှိရင် wine နဲ့ဆုံးတဲ့နောင်တယ်เนาะဆိုတော့ထားလို့ညားသွားတာတော့မသိဘူးเนาะကလေးမူလာတန်းကလေးတော့ညားမလားမသိဘူးဒါတော့ကျွန်တော်ဒါအကုန်လုံးပါလို့တော့မပြောလို့ပါเนาะစင်ပြီးလောက်ပါပဲကလေးလုံနိုင်တော့ပေါ့เนาะပွဲလို့ပါကလေးဆိုရင်လည်းနာပြီးဒီပဲဒီဗီဒီယိုဆိုလို့ရှိရင်နှစ်ခါလောက်တစ်နိုင်ကြာဆိုလို့ရှိရင်နှစ်ခါလောက်ခဏပါပဲဂျားထဲမှာနိုင်ဝဲတော့နေသူတို့လည်းအနာပိန်ပေးလိုက်ပါအောင်တနာပဲသူတို့ခင်ဗျာမှာကြောင်းမတက်လို့ပြောနေပါတယ်ဆိုမှonline class မိဘသင်ခိုင်းလို့သင်ရတယ်ပြီငါဒီရှေ့ကပေါ်လာတယ်ဟလာမျက်မှန်နဲ့ဆရာကြီးကမုန်းတာအဲ့လိုတွေးနေပါဦးနော်အဲ့လိုမတွေးတော့ပါဘူးနော်ကြစ်ကြရမှာကလေးโอเคအဲ့ဆိုလို့ရှိရင် wine နဲ့ဆုံးတဲ့နောင်လေးကြည့်မယ်နော်အဲ့ဒါလည်းပြောချင်တာအဲ့တော့အချိန်ကလည်းသူတို့နည်းနည်းလေးပေါ့နော်ကိုတတ်မှတ်ပြီးလိုက်ပေါ့ပြီးတော့homework လုပ်တဲ့ခါကျရင်လည်းကလေးတယောက်လုပ်တယ်ဆိုလို့ရှိရင်တော်ရောပေါ်တာ2မျက်နှာ3မျက်နှာဆိုလက်ရေးကျဲကြီးနဲ့ရေးပြီးတော့တင်မလားတကြောင်ကြော်တာတွေပါရောဖြစ်တကြောင်ကြော်တယ်လို့ခက်ကျဲလုပ်တယ်ဆိုရင်တက်ရပါတယ်ကောင်းပါနော်3မျက်နှာ4မျက်နှာမျိုးတော့ပုံမလုပ်တင်ဘူးနော်ကလေးဘောစာလေးနဲ့အလေအထက်တန်းအထူးအထက်တန်းနေတော့ဘာလို့လုပ်ငန်းဝင်ရွယ်ပြီးတော့မပါဘူးနော်သူတို့ရတယ်တိုက်တဲ့တော့တနည်းရဲနဲ့တောက်ပုံမှန်တိတ်ပြဿနာမရှိဘူးတော်ကြီးများနေတာပေါ့နော်ခဏလေးဆက်ပြောမယ်သူတို့ကတော့ပြောချင်တာတွေများတယ်ဝိုင်းနဲ့စုံနဲ့နောင်လေးတွေဗျာကဲအတားရှိတယ်ဝိုင်းရှိမှာဘာဝယ်ရှိရင်အပေါင်းပါဘာဝယ်တော့တည်မှာဘာဝယ်နဲ့ကိုစုံနဲ့အေးရနေစပြီးတော့ဇက်တီရှိတယ်ဒီမှာတစ်ခါလေးပြလိုက်မယ်နည်းနည်းလေးပြလိုက်မယ်โอเคအဲ့ဆိုလို့ရှိရင်English alphabet တွေပါတော့
A B C D E F G H I J K L M N O P Q ကျူမဟုတ်နော် Q R S T T ဆိုတော့ T လို့ထပ်ပါ U V W W နော် U နှလုံးထပ်တာ W X Y Z or Z အဲ့ထက်မှာဘာလဲဆိုတော့အဓိက power ဘာလဲဆိုလို့ချင်း V O W E L power ဆိုပြောပါမယ် A E I O U အဲ့အားလုံးပါမှအတန်ထုတ်လို့ရမယ်နော်အဲ့ဒါရပါတော့ vowel အဲ့ကျန်တဲ့ဟာတွေပါဆိုတော့ consonants နော်အဲ့ဒါ consonant ကြီးလို့ခေါ်တယ်အဲ့ဒါအသေးစိတ်ပြီးတော့မှထပ်ပြီးသင်ပေးမယ်နော်ပြီးလို့ရှိရင်ရှိသေးတယ် vowel ရှိလို့ရှိရင် semi vowel ဟိုတဝက်တစ်ပြက် vowel ဆိုတာရှိသေးတယ်အခုလောဆယ်ဒါကြားပြပြောလိုက်တာတော့ကြာဘူးမပြောရသေးပဲနဲ့ပြောရဖြစ်မှာဆိုတော့နော်ကျွန်တော်တင်တဲ့ထဲမှာလုံးဝအဲ့တချို့ဆိုတင်မှာအဲ့အခြေခံမပါလို့ပါစနေစတင်ပြီးတော့ပြောရတယ်သူတို့လည်းလိုက်ကြည့်လို့အဆင်ပြေအောင်လုံးဝမူတိုင်းကလေးလည်းအဆင်ပြေအောင်လဲတဲ့နေရာအဆင်ပြေအောင်လို့လုပ်ပေးထားတယ်နော်အဲ့ level တွေမခွဲခင်ဒါအလုံးရောထားတဲ့တန်းမှာဟုတ်ပြီโอเคမယ်နော်အဲ့ဆိုလို့ရှိရင်ဒါ A I O U vowel ရှိမယ် semi vowel ကဘာလဲပြီးလို့ရှိရင်သူတို့တွေပါမအတန်းမလို့ထားလို့ရတယ်နမူနာတော့အသေးသေးပြီးကြမှာကြည့်မယ်အဲ့ဆိုလို့ရှိရင်ဆက်မယ်Y ရှိမှာတော့ vowel ရှိရင် S ပေါင်းမှာ Y ရဲ့ရှိမှာအဲ့ PO1 body ဆိုလို့ရှိရင်ကြည့်လိုက်မယ်ဟာကောင်းလေးပေါ့နော်โอเคအဲ့ဆိုရင် Y ရဲ့ရှိမှာရှိတာဗာလေ O ပေါ့နော် A ရဲ့ I ပေါင်းမှာရှိတယ်အဲ့ဆိုလို့ရှိရင် twice ပေါင်းလာမယ်ဒီလိုပါဒါတော့တိတ်လွတ်ချက်ဆရာမလို့ပါဘူးတဲ့ဟုတ်မှာbaby ဆိုလို့ရှိရင် Y ရှိမှာပါ B ရှိနေဟုတ်တယ်မလား B က vowel လား consonant လားဗျာ B က consonant ဆိုတော့ consonant ရှိရင် Y ကို I ပြောင်း ES ပေါင်းတယ်ညိုကြီးက CD Y ရှိမှာပါရှိနေနော် T ရှိနေ T က consonant အဲ့တော့ Y ရှိမှာ consonant ရှိရင် Y ကို I ပြောင်း ES ပေါင်းလိုက်ပါတယ်အဲ့တော့ vowel ရှိရင် S ပေါင်း Y consonant ရှိရင် IES ပေါင်းအဲ့လိုတော့ဘယ်လိုတအားကြီးလွတ်ချက်ဆရာမလို့ဘာလို့လဲဆိုတော့စဉ်းစားကြည့်လိုက်ဗျာဥပမာဟုတ်လားဘယ်လိုပြောမလဲကိုယ့်ကိုနမူနာအစမ်းပေါ့နော်ဥပမာဘောနော်တကယ်လို့ရှိရင်သူ့ရဲ့သဘောတရား IES ပဲပေါင်းနေတာB O Y S ဟုတ်တယ်နော်ပိုင်းလို့ပေါင်းတယ်အဲ့လိုမဟုတ်ဘဲနဲ့ B O မှာပါလဲဆိုတော့ Y ကို Y မြင်တာနဲ့ပဲတို့လိုက် Y မြင်တာနဲ့ Y ကို I ပြောင်း ES ပေါင်းမယ်ဆိုပြီးစိတ်ထဲမှာကြံကြည့်လိုက်နော်အလွယ်မှန်းသိပြောပါ Y ကိုမြင်တာနဲ့ပါအောင် Y ကို I ပြောင်း ES ပေါင်းကြည့်တယ်ဒါပေမဲ့ပေါင်းကြည့်မယ်အဲ့ဆိုရင်အဲ့မှာ BABY ဆိုတဲ့စလုံးကိုတွေ့ပြီဟုတ်ပြီနော်အဲ့ဆိုရင် BAB ဗာလဲမှာ IES ပါမှာ IES babies okay အဲ့ဒါတော့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်နောက်တစ်ခုY ဆိုတော့နော်ไม่ว่าขนาดนั้นBOY ကိုပေါင်းမယ်ဗျာအဲ့ဒါဆိုပါ Y ကို I ပြောင်း ES ပေါင်းကြည့်လိုက်BOIES ထင်ဘလို့သာထပ်မလား voice မထွက်လို့ရပါတယ်ဒါပေမဲ့အစင်မပြေမှဒီဘာဖြစ်သွားလဲနော် OIE တဲ့ကဲ O ကဘာတော့ vowel I ကလည်း vowel E ကလည်း vowel အသုံးလုံးဖြစ်သွားပြီထပ်သွားပြီအဆင်ပြေလားမပြေဘူးအဲ့ဒါအကြောင်းမလို့ဘာလဲဆိုတော့အဲ့ဒါကိုချွင်းချက်အနေနဲ့ BYS ပဲပေါင်းလိုက်တယ်။ကြာရင်လည်းစမ်းကြည့်လိုက်လေဟုတ်တယ်မလား။ဒီ day ဟုတ်တယ်မလား day day DAIES လို့ပေါင်းကြည့်လိုက် AIE တကယ်အဆင်ပြေလားဗျာမပြေဘူးနော်။ဘာပဲသုံးလုံးထပ်သွားပြီလေ။KEYS KEIES လို့ပေါင်းကြည့်လိုက်။ဘယ်လိုတော့ထပ်မလို့ curious လား။အဆင်ပြေဘူး။အဲ့တော့ why ကိုမြင်လို့ရှိရင်ဘယ်လိုပေါင်းမှမသိရင်ပါတော့ IES တာပေါင်းလိုက်ပါပေါင်းကြည့်လို့မှပါလဲဆိုလို့ရှိရင်စိတ်ထဲမှာပေါင်းကြည့်တယ်အဲ့တော့ vowel သုံးလုံးထပ်သွားပြီဆိုလို့ရှိရင်အခြေအနေမဟုတ်တော့ဘူးအခြေအနေဟန်တော့အဲ့ဆိုဘာကြီးလဲဆိုတော့ရိုးရိုးသူချွင်းချက်အနေနဲ့သူ့ IES မပေါင်းပါနဲ့ဘာပဲပေါင်းမှဆိုလို့ရှိရင်ထားပါတော့နော် monkey ပဲ monkey နော်ခဏနော် MONKEY monkey MONKEIES EIE သုံးလုံးထပ်သွားအဲ့ဒါအဆင်မပြေအဲ့ဒါ monkey ဒီ
သုံးလုံးထပ်တဲ့အတွက်ကြောင့်မလို့အစင်မပြေလို့ S ပဲပေါင်းမယ်အဲ့လိုမျိုးစိတ်ထဲမှတ်လို့ရရင်နော်အဲ့ဆိုမှတ်ပုံမှန်နေရရလားမသိဘူးအဲ့ဆိုဘာဝယ်ရှိလို့ S ပေါင်းတယ်လို့ consonant ရှိလို့ Y I E S ပေါင်းတယ်ဆိုတာအလွတ်ကျက်ဖို့လိုလားဗျာလုံးတော့ဘလို့နေပြန်ပြောမယ်နော်အဲ့ဒီ Y ကို I ပြောင်းပြီး ES ပေါင်းတာဒီလောက်ကြည့်လိုက်ပြီးလို့ရှိရင်အစင်မပြေဘူး vowel 3လုံးထပ်တယ်ဆိုလို့ရှိရင်ကြတော့ vowel 3လုံးထပ်ရင်ဖြစ်တယ်ပေါ့အစင်မပြေတော့ရိုးရိုးပဲပေါင်းတယ်အဲ့ဒါဆိုလို့ရှိရင်ပုံမှန်က Y ကို I ပြောင်း ES ပေါင်းရှိမှ vowel ရှိရင်တော့အစင်မပြေဘူးမရဘူးရိုးရိုး S ပဲပေါင်းမယ်နောက်တစ်ခု FD FE နဲ့ဆုံးတဲ့ noun ချိုးတယ်ဒီမှာခဏလေးတရထင်းနဲ့အဲ့ဆိုရင် singular noun တွေမှာ singular programming တိတ်များသွားမယ်ထင်တယ်ပြင်းနေတာပေါ့အဲ့ဆိုစောစောဟာတစ်ခုကျွေးချန်ခဲ့တယ်နော်ဗာလေးချန်ခဲ့ရပါတယ်ဒီမှာပုံနဲ့သုံးနိုင်ရှိအဲ့ချန်ခဲ့လိုက်ထားရတော့အဲ့မှာကျန်တာလေးချီထားလိုက်တော့နော် FE တွေပြီးလို့ရှိရင် train jet ရှိတဲ့ဟာတွေ layer ပြောင်းတဲ့ဟာတွေစောမောတူအဲ့ခဏထားရတော့မတော့ဘူးအဲ့ဒါကြော်လိုက်တော့ဟုတ်ပါတယ်ကြည့်ရင်တော့ကြည့်ထားပါနော်အဲ့ဒါတရထဲနဲ့သင်ခန်းစာတွေဟိုတခုတော့ပဲတာရှော့ပြောတဲ့ခါနဲ့ပြင်းတော့မှာဆိုတော့ဘောကနည်းနည်းပြီးလို့ရှိရင်နည်းနည်းကြော်ပြီးဘောကနည်းနည်းပြောပြလိုက်မယ်ပြောလို့လည်းရပါတယ်ဒီမှာရှုပ်ထွေးမသွားဘူးနော်ရှုပ်ထွေးမသွားအောင်အဲ့ဒါဆိုလို့ရှိရင်နည်းဟာတာလေးနဲ့ဖတ်စီအောင်မှာပါလေ MOE no safety ဟုတ်ပါဘူးဘောရေးတာပါ no smoking နဲ့ safety first no smoking ဆိုတာစတိမတော့ safety first ဆိုတဲ့ခါကျတော့လုံးလုံးစိတ်ချမှုပြင်းနေတဲ့ game တွေအဓိကပါဒါပေမဲ့စာဟိုဘက်ကခွဲလိုက်တဲ့ခါ no safety smoking ဖတ်ပါတော့လုံးလုံးစိတ်ချမှုမရှိဘူးစိတ်လေးတောက်ဖို့တာအဓိကအာရုံထားနေရတယ်အဲ့လိုပုံစံမျိုးပေါ့နော်ပြောချင်ဒီဘက်မှာပါလဲဆိုလို့ရှိရင်ပုံလေးမှာ in case တဲ့နော် in case of fire take stairs in case of fire ဆိုတော့မီးလောင်မှုဖြစ်သွားလို့ရှိရင် case ဆိုတာကိစ္စပေါ့နော် take stairs ဆိုတာပေါ့လေကားကိုယူပါတော့ရှိရလေကားဖြုတ်ယူတာအဲ့တည်ရမှာညီမမလည်းလေကားလို့ပြောလို့ရှိရင်ဒီလိုတောက်ကလေးနဲ့တော့တမမီးလာရင်တော့ဘယ်လိုလေကားကိုယူခိုင်းနေဆိုတော့တည်ရမှာရေးပုံလေကားပုံစံလေးပြီအဲ့တော့တမညီမမလည်းလေကားကလည်း stair လို့ခေါ်ပါမယ်နော် stairs တို့ဆိုမှလည်းဘယ်လိုလေကားကိုတောက်ထုတ်တဲ့လေကားရောနင်းတဲ့လေကားရောဒီမှာလည်းအသုံးတော့အတူတူပဲသူတို့စီမှာလည်းအတူတူပဲအဲ့ဒါတည်ရမှာနော်ခဏလေးအဲ့ဆိုရင်အချိန်လေးဆက်ကြည့်လိုက်အောင်ရှေ့က20နဲ့ဒါဆိုခုဆိုအနည်း50ကျော်တော့ရှိနေပြီအဲ့ဆိုဒီနေ့တော့တော်ပြီခဏပဲဘာဖြစ်လာမလဲနားလာမယ်နောက်ထပ်ကျန်တဲ့ချိန်မှာချင်းလေးတစ်ပိုးတော့မကောင်းဘူးနော်နောက်ထဲမှာလည်းပါတယ်ဆာမက်နဲ့ကြည့်ရတယ်ချင်းလေးတစ်ပိုးတော့အဲ့ဒီချင်းလေးကိုအိမ်မှာဆိုကျင့်ထားကြည့်လိုက်ကောင်းဆုံးရှင်းတော့ hear the word ဆာမက်နာ88 okay so you can check the sound in page 88 the title of the sound is heal the war เนาะ okay အဲ့ဆိုရင်ကဲတချင်းလေးကြည့်လိုက်အောင်ဗျာ
ကဲဒီချင်းလေးကတော့အများစုသိကြပါလိမ့်မယ်နော်တီလဲတီးနေချင်းနေမယ်မစာအုပ်ထဲမှာဆိုပါလုပ်ပေးထားတယ်ဆိုတော့ဒါကလေးလေးတွေအယောင်ချဲလို့ရအောင်လို့လုပ်ပေးထားတယ်ဘေးနားမှာမြင်းတွေပဲဖြတ်ပေးထားတော့မရှိဘူးပေါ့နော်နားထောင်ပြီးတော့အဲ့တော့ဆိုတော့တပုတ်ကတော့ဒါဗီဒီယိုနဲ့ပေါဝင်အောင်တစ်ဆက်တည်းစူးစီးပြီးတော့ဖြစ်သွားအောင်လုပ်တော့လုပ်ပေးထားတာဒါပေမဲ့တကယ်ကျတော့ quality အနေနဲ့ကတော့ကြည့်ရင်တော့ပိုကောင်းတာတော့ YouTube မှာတက်ရိုက်ရတယ်ပေါ့နော် YouTube မှာ Heal the Wall ဆိုရနောက်ကဗာလေးကြည့်ရမယ်ဆိုလို့ရှိရင်LYRIC ဆိုတော့ပါအောင်ရပါနော်LYRIC သူ့အတန်တော့ကပါလဲဆိုလို့ရှိရင် lyrics နော် lyrics လို့တန်ထားပါတယ် lyrics ဆိုတာတချင်းစာသားပါအဲ့ဒီ Heal the Wall lyrics ဆိုရိုက်ချလို့ရှိရင်စောစောကပြောရအောင်လေးတွေ့ပါလိမ့်မယ်အဲ့တော့ထပ်ခါလေးချင်းဒီအတန်လေးနားထောင်ပြီးလို့ရှိရင်ဘယ်လိုလေးလောက်ရင်ကောင်းလို့ဒီစာအုပ်ထဲမှာပေါ့ဒါဆိုရင် there's a place in your heart and I know that it is left and this place could match brighter than tomorrow အဲ့နာမှာဒါချက်လေးဖြိုက်တာပေါ့နော် and if you really try you'll find there's no need to cry in this place you'll feel there's no heart or sorrow ပြီးလို့ရှိရင်အဲ့မှာ there's a ways to get there if you care enough for the living make a little space make a better place ဆိုပြီးတော့ဒီနားမှာချက်တော့ဘယ်ပြောမလဲအဲ့ဒါပေါ့နော်ပြီးလို့ရှိရင်မှာတော့ correct ပေါ့နော် CHO ဆိုပြီးတော့ဒီတမ်းမှာ CHO CHORUS correct ပေါ့နော်အတူကဒီဘောတော့ roughly အဲ့လိုလေးခွဲထားလို့ရှိရင်တော့ပိုတော့ကောင်းတာဟာလို့ heal the wall make it better please နောက်လေးကျရင်တော့အဲ့နဲ့ပတ်သက်ပြီးတော့စာသားလေးတွေတလုံးချင်းတွေ vocabulary လေးရဲ့အဓိပ္ပာယ်လေးရဲ့အနှစ်သာရလေးလိုအဲ့လိုရှိရင်ကျွန်တော်ရှင်းပြပေးပါမယ်နော်အဲ့ဆိုဒီနေ့သင်ခန်းစာလေးကဗာလေးတင်တော့ဒီက noun နဲ့ပတ်သက်ပြီးဒီကတင်တယ် homework အနေနဲ့လောက်ဆရာtype kinds of noun လေးတွေ၅မျိုးတွေကပါတယ်များသွားလားတော့မသိဘူးများသွားလို့ရှိရင်2ရောက်ခွဲလို့လည်းရတယ်ခိုင်းကလေးလေးဆိုရှင် kinds of noun တရတော့လိုက်နောက်ကြမှာဒီ singular နဲ့ plural လေးတော့လည်းရပါတယ်ပြီးလို့ရှိရင်ဒီသချင်းလေးလည်းနားတော့ခဏလေးနားထောင်ပြီးနားရည်ဝါနေမှာကြည့်ပြီးတော့စာသားကြည့်ပြီးတော့ကောင်းမွန်ဆိုနိုင်တယ်ပေါ့အဲ့လိုဆိုတတ်ဆရာမလို့ပေါ့နော်စာသားကြည့်ပြီးတော့အတန်းနဲ့မှန်မှန်လေးနဲ့ဆိုတတ်အောင်လို့လုပ်ထားရင်တော့ပိုပြီးကောင်းပါတယ် okay အဲ့ဆိုလို့ရှိရင်ဒီ lesson 2ကဒါတော့ပါပဲအားလုံးပဲနော်See you later. See you tomorrow. နောက်နေ့မှာတွေ့ပါမယ်